ရုံးမတက်နဲ့ရုံးထွက် သင်ရဲ့မျိုးဆက်များအနာဂတ်အတွက် CDM နဲ့ပူးပေါင်းပေးကြပါ ရှင်းမျိုးဆက်များနာတဲ့အတွက် CDM နဲ့ပူးပေါင်းပေးကြပါ တင်းတိုင်းပြည်ကိုကာဝယ်ဖို့ CDM နဲ့ပူးပေါင်းစို့ ပြည်သူတွေနဲ့ကြားရရှိကြောင်းဆန္ဒထုတ်ပေါ်ပြီးတော့ကျွန်တော်တို့ဒါဘယ်တော့မှတစ်ပိုင်းပြီးတော့ကျွန်တော်တို့နားနေကြတယ်နော် ကျွန်တော်တို့ရဲ့ပြည်သူတွေကပြည်သူတယောက်ပါပဲအဲ့အတွက်လဲလုံးကိုယ်ဆန္ဒနဲ့ကိုထွက်လာတာလုံးရမယ်ဆိုရင်အတိတ်ကိုယ်ဆန္ဒနဲ့ကိုဦးစားပေးတာပါအဲ့ကြောင့်ကျွန်တော်တို့စပြီးဒီမှာရောက်နေတာ3ရက်လောက်ရှိတယ် ဘယ်လိုခံစားလဲလို့မေးရင်ပြည်သူတွေခံစားရတယ်ကျွန်တော်တို့လည်းပြည်သူဖြစ်တဲ့အတွက် ဟုတ်တိကိုခံစားရတူပါပဲ နားကြမလို့ဟုတ်ကဲ့ဟုတ် အဲ့ဒီမဖြစ်တင်ဘူးဗျာ ဖြစ်တယ်အဲ့ အဲ့လိုပြောချင်မဖြစ်တဲ့ကိစ္စတွေမဖြစ်ဘူးဗျာ CDM ကိုပို့ပြီးတော့ပေါဝင်ပေးကြပါလို့ပြောချင်တယ်ခင်ဗျာအားလုံးဘေးရန်ကင်းပါစေဖြစ်ချင်တဲ့စံတော်တွေဖြစ်ကြပါစေကျွန်တော်တို့လိုချင်တဲ့အခြေအနေတစ်ခုကိုရောက်လာပါစေလို့ကျွန်တော်တို့ညီကိုနဲ့ဆောင်းရည်ကိုလည်းဆုတောင်းပေးပါ ချင်းတစ်ခုရောက်ဖို့အတွက်လဲကြီးကြိုက်တံမရှိပါစေနဲ့လိုအပ်တာကိုပြည်သူနဲ့အတူ ပြည်သူနဲ့အတူ ရှိနေပါတယ်ဆိုတော့ပြောပြချင်ပါတယ်ခင်ဗျာကျေးဇူးပါခင်ဗျာ